ဘူး မောင် လွန်နေဘူးရမရှိပါနဲ့မောင်ရဲ့ ငိုလားကွာငိုလား မောင်ယုံကြည်ရလဲငိုမှမသိရှိမှမသိ ဘူးမပြေတဲ့စီပါကိုအဲ့လိုမပြောဘူးဘူးရဲ့ ဟုတ်လို့လားမောင်ရဲ့ ချဘူးကယူဘူးဘူးကူမလွမ်းမလား ဘာနာဘောမကိုရဲ့ ကိုလေးဘူးရမ်းချစ်တာပဲ ကိုလေးရမ်းချစ်တယ် ကိုတို့လက်ထချအောင်ကွာ လက်ထမယ် ကိုမနေနိုင်တော့ ဘာမနေနိုင်တာလဲ အဲနမကြီးတည်တယ်ကြွားကြောင်းနဲ့သူ့ကဒီကိုချစ်တဲ့ကြောင်းနဲ့ပြောနေရတယ်အဲ့တော့ဒီချစ်ငါတို့မျိုးလက်ထကြမယ်နော် လက်ထဖို့ဆိုတာတအုပ်နဲ့တအုပ်လက်ထတယ်ဆိုတာကလေသုံးနှစ်သုံးမိုးစဉ်းစားပြီးတော့မမိတ်ကလေးဘက်ကဖြေပေးရတယ်တဲ့လက်ထမယ်လက်ထမယ်လက်ထမယ် ငါကိုခြေထောင်နဲ့ရောက်တယ်သူကခြေထောင်ကောင်းနေပေါ့အဲ့ဒါမင်းနဲ့ကိုလည်းလက်ထကြမယ်နော် လက်ထမှာပေါ့ မင်္ဂလာဆောင်မလို့ဘူးကွာအမှတ်တရလေးဖြစ်တော့မင်းနဲ့ကိုလည်းခုပြကြမယ်လေ တကယ် တကယ် ကိုပြေးတယ်ဆိုတော့ပြန်ပြန်မလို့ရှင်းနေတော့ကိုပြေး တို့ချိန်တွေ့တဲ့နေရာလဲဟိုအရင်တွေ့နေကြဟိုမကြီးပြောင်မှမတွေ့တော့ ဒီမှာတွေ့ အဲ့နာပေါ့ချစ်ကြိုက်တယ် ဟုတ်တယ် ဟုတ်တဲ့နေရာပြောင်းမယ် ကောင်းမယ် ဖြာလေးယူခဲ့မယ်နော်အဲ့ဒါလေးပဲတို့ချိန်တွေ့ပြီးတော့အိမ်မပြန်ကြတော့ဘူးနဲ့ကိုလည်းခုပြမယ်လေတော့မလားသမီး ဒါဘာလို့လဲသမီးငါသမီးလေးတော်လာနဲ့ရောင်းမှငင်းစီထွက်အခုတော့နေပြင်မှာသမီးကြီးတွေကပ်ပြီးမို့လားဟမ်သမီးဒီလိုလားနဲ့ ဟုတ်ပြီ ဘာ ဘော မာဟာ သမီး ဘောဘော ဟဲ့သမီးမိုင်အော်ငင်းနေပါဒီလိုကိုနဲ့အစင်တမ်းမတူတဲ့ဒီလိုအောက်တန်းသားနဲ့သမီးကိုသဘောမတူဘူးလို့ဖေးမနကောင်ပြောရပါလေ ဖေးသမီးချစ်တာသမီးတို့ချစ်ချင်မခွဲပါနဲ့ တော်တန်းတဲ့ဒီမဲ့သမီးမိဘကကောင်းမယ်ဒီလိုအမြင့်မှာတင်တာဟမ်နေရမြင့်တဲ့တပည့်ခုံချနေတာအဲ့ဒီတော့ဖေးလေသမီးတို့ချစ်ချင်းကိုမငါချင်းအောင်ထောင်းပေးမယ်ငါချင်းအောင်ထောင်းပေးမယ်ငါချင်းအောင်ထောင်းပေးမယ်ငါချက်လန်းပြတ်တော့မှာဟမ်ဒီကမင်းအတီတော်နေလားဒီမဲ့သမီးဖေးလုံးဝသဘောတူအခုချက်ရင်တိုက်တော့ဝင်သွား မလို့ပါနဲ့ဖေး သွားတာ မာ သွားလို့ မာ ဟဲ့မင်းပါရဟဲ့မင်းကသမီးကိုစော်ကားတာမင်းပြောမှာဒီလိုလားဟဲ့မင်းကဘာတခါပြောတာငါသမီးနဲ့ဘယ်တော့မှအဆက်အမလုပ်ပါနဲ့ငါသမီးနဲ့မင်းနဲ့တူသလားတက်လားဟဲ့မင်းကငါလုံးဝမပေးတာနဲ့အခုချိန်ကြီးမင်းငါတိုက်ရှက်သွားတာ ဒီပါဦးလေ ဟာလေ ခင်ဗျာတေးကကြီးနေပါပြီကျွန်တော်တရားနဲ့ချင်းချင်းမြတ်တာတရားကိုခင်ဗျာငွေရင်းနဲ့တိုင်းကြလို့မရဘူးကျုပ်ကတော့ဘုံဘုံအသေးပစီကယူပါပဲယူပါပဲ ဟဲ့မေးရမင်းတို့အနုနဲ့ရွှေဝက်နှက်ကျင်လို့မရဘူးပါငါသမီးကရွှေဘောများပြင်မွေးထားတာအေးမင်းတို့အောက်တန်းသားနဲ့လုံးဝတော့ဘူးမင်းအသားမနာရခုတည်းငါချက်ထွက်သွားလိုက် မသွားဘူးဗျာ မင်းထွက်သွားလိုက် မသွားဘူး အာမတော်တာဘယ်လိုဖြစ်လာလဲတားရေ စောစောကငါပိုက်ရတဲ့လူကြီးလားလူနှစ်ကိုခွဲလား ဘယ်လိုဖြစ်လာလဲတားရေ အခုငါအဖေဖြစ်တယ်မီလား ညနာပါလေတိုင်တိုင်ရိုက်တာဘာဖြစ်လာလဲတားရေ ဘုခွေးတိုင်းရိုက်လွယ်တာဖေး တာဘာဖြစ်လာပြောပြော ကာရီတာဝစေးရတယ်ဆိုပြီးကျွန်တော်တို့ချစ်ချင်သူ့အဖေကတမမပြန်နေဖေးကကျွန်တော်ဘိုးဘိုးရှိတယ် ပါအဲ့ဒါပေါ်သားရေမမေရပန်းကိုတုံးခုလို့လိုင်းရင်အကြနာတဲ့တေအခုတော့မင်းတုံးချော်ကြလို့ကိုယ်ဟောတယ်ဘွားကိုရောက်နေမင်းအဲ့ဘုံစကားမလေးကိုမင်းမေးလိုက်ပါတော့ အဲ့ဒါအဖေပွဲလို့ကျွန်တော်ဘူးလို့လုပ်ကြရတာအဖေပွဲလို့ တာပါပဲပြီပါတာဘိုးမင်းလည်း အဖေနောက်နဲ့မွေးတယ်ပါပဲ မင်းလည်းမတစ်ချက်ထူတာလေတော့တာ ကျွန်တော်ဘိုးဘိုးလိုချင်တယ် ဘိုးမင်းလိုက်ပါတော့ တော့မမေးနိုင်ဘူးဖေး တာအဲ့တော်မလေးကိုမင်းမေးလိုက်စမ်း ကျွန်တော်မမေးနိုင်ဘူးဖေး အာမမေးအောင်ကွာဩမင်းရှောက်လာတယ်ယူ မလာဘူးကျွန်တော်မလာဘူး ငါသမီးနဲ့မင်းနဲ့
လုံးဝသဘောမတူ ကျွန်တော်မလား မင်းကငါပြောတာဟေ့ကွာဟာ ဖေစကားကိုနားမတော်လို့ငါသားကုလို့ပြရတာ ငါအိမ်ကြီးရောက်ပြန်ပြီလားဟလား ဒါ ဗျာ မင်းအဲ့တော့မလို့သားမင်းလိုက်ပါသားရဲ့ မင်းလည်းမမင်းလည်းရိုက်ခံမှာ ဒါအဲ့တော့မလို့သားမင်းလိုက်ပါသားရဲ့ ဖြစ်နေမှုဗျာ ပြီလို့လည်းသားရဲ့ ကျွန်တော်မသိတယ်ဗျာ တော်သားကွာမင်းအစင်တိုင်းရမတူဒီမင်းကလေးကိုမင်းလိုက် ဖေး ဘာလဲသား အစနိုင်ကြီးမတူရနဲ့ပဲကျွန်တော်ရင်ထဲကချစ်သူဒီအကြီးသုံးပြခံရမှာလားအဖေကျွန်တော်မပြောနဲ့ဘူဘူနဲ့ပတ်သက်ကျွန်တော်မတားနဲ့ကျွန်တော်သူ့တော့မမေးနိုင်ဘူး အော်တော်ခေါင်းပါလေကောင်ကဲကွာအော်မင်းရောက်လာပြန်ပြီကို ကျွန်တော်မလာဘူးကျွန်တော်အိမ်မှာ ငါသမီးနဲ့မင်းနဲ့လုံးဝသဘောမတူဘူး ကျွန်တော်အိမ် ငါတိုက်ရှင်းကိုမင်းမလာနဲ့လို့ငါပြောတယ်ဟေ့ဦးကျချင်းမတွက်သွား ထွက်တော့မှာပါ 哎呀，啊，转跑我！大，大，平时看我那么长路，我大哭了别了，我大肚没来嘛，大爷。 မမေးနိုင်မောင်းတော့ကွာမမေးနိုင်ဘူးမမေးနိုင်ဘူးလို့ပြောတယ်ဒါကဲကိုတော်ရ